北辰拉萨都马嘞？北辰拉萨都马嘞？什么时候加工资？什么时候加工资？什么时候北辰嘛加帮比马嘞？都比马嘞？工资拉萨不喏？拉萨个北辰嘛都比马嘞？喏？拉萨么多啦？严加你比？拉萨么多啦？严加你比？不加工资很久了，不加工资很久了，不加工资拉萨么多维达嘎很也没久了，加你爸比，喏巴片罗的 overtime အတွက်ပတ်စံမပေးတာလဲဘာဖြစ်လို့ overtime အတွက်ပတ်စံမပေးတာလဲ为什么不给加班费？为什么不给加班费？为什么ဘာကြောင့်မလို့ဘာဖြစ်လို့不给မပေးတာလဲ加班费 overtime ဆင်းတဲ့အဖိုးအခကြီးငွေကိုဘာဖြစ်လို့မပေးတာလဲเนาะ overtime ဆင်းတာကတက်အလကားဆင်းပေးရတယ်ပေါ့နော်ဥပမာ9နိုင်အလုပ်ဆင်းရမယ်ပြီးခါကျမှ9နိုင်ကနေ9နိုင်အထိ overtime ဆင်းတဲ့ဟာကိုဘာဖြစ်လို့ဒီ overtime ဆင်းခမပေးတာလဲเนาะနောက်တစ်ခုကလစာမတိုးဘူးဆိုရင်ငါကအလုပ်ထွက်တော့မယ်လစာမတိုးဘူးဆိုရင်ငါအလုပ်ထွက်တော့မယ်不加工资的话我要辞职了不加工资的话我要辞职了不加မပေါင်းပေးဘူးမတိုးပေးဘူး工资လစာ的话ဆိုရင်不加工资的话我ကျွန်တော်က要လုပ်တော့မယ်辞职了အလုပ်ထွက်တော့မယ်အလုပ်ထွက်တာကို辞职ဒါမှမဟုတ်နော်နောက်တစ်ခုပြောလို့ရတာကဒါကျတော့ပုံမှန်တငယ်ချင်းကိုပြောတာပေါ့နော်တငယ်ချင်းကိုပြောတဲ့ဟာဒီခဏတော့က辞职ကကြတော့သူကကြတော့တထေးကိုပြောတဲ့ဟာနော်တငယ်ချင်းကိုရိုးရိုးတက်တက်ဒီလိုမျိုးတငယ်ချင်းတွေကိုဒီလိုမျိုးနေ့စစ်ပြောတယ်လို့ပြောတဲ့ဆိုရင်不加工资的话လစာမတိုးဘူးဆိုရင်我不干了ငါမလုပ်တော့ဘူးနော်不加工资的话လစာမတိုးဘူးဆိုရင်我不干了ငါမလုပ်တော့ဘူးနော်ဟုတ်ပါဒါဆိုရင်မိတ်ဆွေတို့ကကြတော့တကယ်လို့မှလုပ်ငန်းခွင်မှာနေတယ်ဆိုရင်ဒီဟာလေးကမဖြစ်မနေကျဲရမှာပဲဖြစ်ပါတယ်မဖြစ်မနေအသုံးဝင်မှာပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ကတခြားစကားပြောလေးတွေကိုလေ့လာချင်တယ်ဆိုရင်လောက်ရှိတော့နောက်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့တွေ့ကြရအောင်အားလုံးကျေးဇူးတင်ပါတယ်ရှေ့ရှေ့大家တိချက်ကြိုလေးပါ